啊，毛嘞，哇，毛在我们对面有啦。ဒီနေ့တနေ့တော့မတွေ့မြရောဘာလို့မလာဘူးထင်လဲ啊，今年嘞弄是我定嘛嘞，假期要低了咯，弄脱开了嘛。ဒါကျွန်တော်ခေါ်ဆိုဘာပြောမလို့လဲ ငါတို့ကိုရင်စိတ်တိုက်ကနေမျိုးအလုံးရှိတော့ဒီနေ့ကစပြီးတို့မျိုးအလုံးထုတ်လိုက်ပြီ ညာကျွန်တော်လှုပ်ထုတ်လိုက်ပြီဟာအဲ့လိုလုံးလို့မရဘူးလေကျွန်တော်လှုပ်ထုတ်ချင်တိုင်းထုတ်လို့မရဘူးအမဘာရစ်ကြည့်ညာလဲဒီမှာဝင်ပြောပေးဦးလေ အမလည်းမင်းကိုအများကြီးတတိပေးခဲ့ပြီးပြီအခုချိန်မှတော့အမမင်းကိုမကူညီပေးနိုင်တော့ဘူးကူညီပေးလို့လည်းမရတော့ဘူးမင်းတိတ်နောက်ကျသွားပြီငါမအောင် အော်ဟောခင်ဗျာကျုပ်ကိုကုညီချင်ရန်ဆောင်ပြီးတော့တကယ်တမ်းကျတော့ကြောက်ထဲကိုတွန်းချတာကို you be straight me ခင်ဗျာကျုပ်ကြောက်ကောင်းကောင်းသိစေရမယ် What are you talking about I don't know ဟဲ့မင်းညီငါတော့လှုပ်ထုတ်လိုက်တယ်ဆို 哦အန်တီတဲ့တမီထုတ်လိုက်တာမဟုတ်ပါဘူးအထက်ကလူကြီးတွေကသူအလုတ်ရမ်းပြက်လို့ဆိုမှထုတ်လိုက်တာ ။အော်ညီပေါ်လေးမြင်မနဲ့ငါလည်းနေလိုက်လှုပ်သွားတယ် အလုတ်သွားတယ်ဆိုရင်လည်းအလုတ်ထဲကိုရောက်မလာဘူးရောက်လာပြန်တော့လည်းဖုန်းဆော့ရင်ဆော့မဆော့ရင်လည်းအိတ်နေတာ ။ဟဲ့ညီမကလေးပဲရှိသေးတယ်လေ။နင်းကအကြည့်ပဲနည်းနည်းပါးပါးဆုံးမမှာပေါ့။ခုတော့ညီတို့ကဘာမပြောညာမပြောနဲ့ငါတော့လှုပ်ထုတ်လိုက်တယ်တဲ့ အော်အန်တီရွှေတဲ့ရေတ ။ မီ ညီပေါ်လေးရှောက်ပြောမိနဲ့ညီတို့ယုံကြည်အားကိုးမိတာကွာငါအမသွားလေသူနင့်အဖေငါအကိုပဲငါပြေးပြောလိုက်ချင်မိတယ်။အမလေးနင်းသမီးရဲ့လောက်ရက်တွေကြည့်ပါအောင်လို့လူရင်းထိုးတဲ့ဒါပုံနဲ့တယ်ဆိုတာအခုအမေသိလိုက်ပြီ။လာတာသွားမယ် အော်လူတွေကိုမျက်ချီကြတော့မမြင်ကြအောင်သူများမျက်ချီကြတော့မြင်တယ်သူတို့အမားမဟုတ်ပါဘူးကိုညီမိတာမှငါအမားပါ